ကျွန်တော်တို့ကဘာပေါ်မှာဘယ်သူမှဖတ်လို့မရတဲ့ဘယ်ဘာသာစကားနဲ့ရေးထားမှမသိတဲ့ရာစုနှစ်ပေါင်းများစွာတိုင်အောင်အထက်မဲ့ဆုံးပညာရှင်တွေကိုဒုက္ခပေးနေတဲ့လူဝက်ဆန်းကျတဲ့စာအုပ်တအုပ်တကယ်ပဲရှိနေတယ်ဆိုတာသင်သိပါသလားဒီစာအုပ်ကတော့တုတ်ကို1912ခုနှစ်မှာပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့စာအုပ်ကုန်တဲ့ Wilfrid Voynich ကိုအစွဲပြုပြီး The Voynich Manuscript လို့ခေါ်ပါတယ်ဒီစာအုပ်ကနွားသားကြီးချက်ပေါ်မှာလက်နဲ့ရေးသားထားတဲ့စာမျက်နှာ240လောက်ပါဝင်ပြီးCarbon dating နည်းပညာနဲ့စစ်ဆေးကြည့်တဲ့အခါမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း600 15ရာစုအစောပိုင်းကရေးသားခဲ့တာဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။စာအုပ်ထဲမှာပါတဲ့စလုံးတွေကညာဘက်ကနေဘယ်ဘက်ကိုစီးဆင်းသလိုရေးသားထားပြီးကမ္ဘာမှာရှိတဲ့ဘယ်ဘာသာစကားနဲ့မှမတူညီတဲ့ထူးခြားတဲ့အခရာတွေနဲ့ပြည့်နေပါတယ်။ပိုပြီးထူးဆန်းတာကတော့စာအုပ်ထဲမှာပါတဲ့တရုတ်ဖော်ပုံတွေပါပဲ။စာအုပ်ကိုအပိုင်း6ပိုင်းခွဲခြားထားပြီးအပိုင်းတစ်ခုမှဆိုရင်ကမ္ဘာမှာရှိတဲ့အပင်မျိုးစိအမျိုးမျိုးကိုစိတ်ကူးနဲ့ပေါင်းစပ်ထားသလိုဖြစ်နေတဲ့အပင်ပုံတွေရာနဲ့အချီပါဝင်ပါတယ်။နောက်တစ်ပိုင်းဖြစ်တဲ့နက္ခထဗေဒအပိုင်းမှာဆိုရင်လည်းရာသီကွင်းဒီနေလားနဲ့ကျယ်ရီရဲ့ပုံတွေပါဝင်ပေမဲ့ကျွန်တော်တို့မသိတဲ့ကျယ်စုတန်းပုံစံတွေနဲ့ပြည့်နေပါတယ်အစမ်းကျယ်သောအပိုင်းကတော့ဇီဝဗေဒအပိုင်းလို့ခေါ်တဲ့အပိုင်းပါပဲဒီအပိုင်းမှာတော့တင်းငယ်တဲ့အမျိုးသမီးဝလစ်စလစ်ပုံတွေကထူးဆန်းတဲ့ပိုက်တွေပြွန်းတွေနဲ့တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတဲ့စိမ့်ဖန်ဖန်အရည်တွေထဲမှာရေချိုးနေကြကစားနေကြတဲ့ပုံတွေကိုရေးဆွဲထားပြီးဒါကဘာကိုဆိုလိုတယ်ဆိုတာကိုဘယ်သူမှအသိပဲမဖော်နိုင်သေးပါဘူးဒီစာအုပ်ရဲ့သမိုင်းကြောင်းကိုနောက်ကျောင်းပြန်လိုက်ကြည့်ခဲ့ခါမှာတော့16ရာစုကတန်ရှင်းသောရောမအင်ပါယာရဲ့ဧကရာဇီဘီယန်ရူဒေါ့ဖ်တူလက်ထက်ကနေရှိနေခဲ့ပြီးလက်ဆင့်ကမ်းပြောင်းလဲလာခဲ့တာကိုတွေ့ရပါရဲ့ရာစုနှစ်တွေတကြောင်မှာပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်ကအတော်ဆုံး code breaker တွေ FBI နဲ့ NSA ကဝစ်စာဖြစ်သူတွေနောက်ဆုံးမှာတော့ AI ကွန်ပျူတာတွေအထိအားလုံးကဒီစာအုပ်ရဲ့ဝစ်စာကိုစူးစမ်းဖော်ထုတ်ခဲ့ကြပြီးမြဲယနေ့အချိန်ထိတုံးတဘာသာမှဘာသာပြန်နိုင်ခြင်းမရှိသေးပါဘူးဒါကြောင့်ပညာရှင်တွေက theory နှစ်ခုအပေါ်မှာအဓိကအငင်းပွားနေကြပါတယ်ဒါကကျွန်တော်တို့မသိတော့တဲ့ရှေးအောင်ဘာသာစကားတစ်ခုနဲ့ရေးသားထားတဲ့တကယ်အသိပညာကျမ်းတစ်စောင်လားဒါမှမဟုတ်တယောက်ယောက်ကအချိန်နဲ့ငွေကုန်ခံပြီးလူတွေကိုလိတ်ချဖို့ဖန်တီးထားတဲ့အဓိပ္ပာယ်မရှိတဲ့လိမ်မာမှုတစ်ခုလားဆိုတာပါပဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်